ကျွန်တော်ဒီခေါက်စီစဉ်လေးမှာတော့ကိုကြုံမင်းမအားလက်တာကြောင့်ကိုကြုံမင်းရဲ့တပည့်၃ယောက်ကိုပဲလွတ်လိုက်ပြီခင်ဗျာဒီနေ့အတိုင်းပဲကိုကြုံမင်းရဲ့တပည့်လေးများပြီးပြီဆရာလေး၃ယောက်ကလည်းကြမ်းပြနေပြီခင်ဗျာကြမ်းပြနေပြီ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 ကျွန်တော်ပြောနေစဉ်အတွင်းမှာပဲဂျုံထိုးမောက်ခုံတွေပါလာပြီခင်ဗျာရကောကဒီမှာဒီပွဲလေးမဆိုကိုကြုံမင်းနဲ့ကိုကြုံမင်းအဖွဲ့သားများအားဝင်ရောက်ပါဝင်ပေးနေတာကြောင့်ကျွန်တော်အနေနဲ့မဖြစ်မနေကျေးဇူးတင်ပါတယ်ခင်ဗျာ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 ဒီခေါက်စီစဉ်လေးမှာတော့ကိုကြုံမင်းမအားလက်တာကြောင့်ကိုကြုံမင်းရဲ့တပည့်၃ယောက်ကိုပဲလွတ်လိုက်ပြီခင်ဗျာဒီနေ့အတိုင်းပဲကိုကြုံမင်းရဲ့တပည့်လေးများပြီးပြီဆရာလေး၃ယောက်ကလည်းကြမ်းပြနေပြီခင်ဗျာကြမ်းပြနေပြီကြမ်းပြနေပြီကြမ်းပြနေပြီကြမ်းပြနေကျွန်တော်ပြောနေစဉ်အတွင်းမှာပဲဂျုံထိုးမောက်ခုံတွေပါလာပြီခင်ဗျာရကောကဒီမှာဒီပွဲလေးမဆိုကိုကြုံမင်းနဲ့ကိုကြုံမင်းအဖွဲ့သားများအားဝင်ရောက်ပါဝင်ပေးနေတာကြောင့်ကျွန်တော်အနေနဲ့မဖြစ်မနေကျေးဇူးတင်ပါတယ်ခင်ဗျာ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 